ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာလေးကတော့ဂျာမန်နေနေ့စဉ်ပြောလေးပြောတာရှိတဲ့နေရာမှာသုံးလေးရှိတဲ့စလန်လေးတွေအကြောင်းဖြစ်ပါတယ်ပထမအဦးဆုံးပြောသွားမယ့်စလုံးလေးက alles klar ဆိုတဲ့အဓိပ္ပာယ်က alles ဆိုတာ everything ပေါ့နော် klar ဆိုတာအဆင်ပြေလားဆိုတဲ့ပုံစံမျိုးအဲ့တော့အားလုံးအဆင်ပြေလားတယောက်နဲ့တယောက်တွေ့တဲ့အခါမှာ vigeres ihnen မေးတယ်လို့မျိုးပဲအဆင်ပြေလားအခြေအနေဘယ်လိုလဲအဲ့ဒါမျိုးမေးခြင်းတဲ့အခါမှာအချင်းချင်းဆိုရင်သူက alles klar လို့မေးမိတာရှိတတ်ကြပါတယ်အဲ့တော့ alles klar bei dir အဲ့ဒါဆိုရင်အဲ့တော့နင်းဘယ်လိုလဲအခြေအနေအဆင်ပြေလားအဲ့တော့မတွေ့ရတာကြားတဲ့လူတယောက်ကိုနှုတ်ဆက်ရင်သူက alles klar bei dir အဲ့ဒါမျိုးမေးတတ်ကြပါတယ်အဆင်ပြေလားအခြေအနေဘယ်လိုလဲ okay လားနောက်တစ်ခုကအဆင်ပြေတယ်လို့ပြန်ဖြေခြင်း this is läuft laufen ဆိုတာတကယ်တော့ပြေးတာပေါ့နော်ဒါပေမဲ့သူကတော့မိကုန်းမေးတဲ့အခါမှာ we läuft bei dir ဒါဆိုရင်လည်းသူကအခြေအနေဘယ်လိုလဲလို့မေးတဲ့မိကုန်းပဲပေါ့နော်အဲ့ဒီမှာအဲ့ဒါကိုပြန်ဖြေတဲ့အနေနဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်အတူပဲ läuft အားလုံးအဆင်ပြေတယ်ပြန်ဖြေလေးရှိပါတယ်နောက်တစ်ခုကစိတ်မပူပါနဲ့ဆိုရင် mach dir keinen Kopf this Kopf ဆိုတာကဦးခေါင်းကိုပြောတာပေါ့နော်အဲ့တော့ခေါင်းဆိုလို့ကျွန်တော်ခေါင်းမစားနဲ့စိတ်ထဲမထားနဲ့စိတ်မပူနဲ့အဲ့ဒါမျိုးဆိုရင် mach dir keinen Kopf ဥပမာ ich weiß du hast viel Arbeit ငါနင်းလုပ်တယ်များတာငါသိတယ် aber mach dir keinen Kopf စိတ်မပူပါနဲ့ du schaffst das နင်ဒါကိုလုံနိုင်မှာပါနောက်တစ်ခုကိုစိတ်မပါဘူးဆိုရင် this is kein Bock ဆိုတဲ့စလုံးလေးဒါလေးကလူငယ်တွေကြားမှာဒီဟာလေးအသုံးများပါတယ်တခုခုမေးလိုက်တယ်တခုခုကိုငါဒါလုပ်ဖို့စိတ်မပါဘူးပေါ့နော်ဥမာ hast du Bock auf Kino ရုပ်ရှင်ကြည့်မလားဆိုရင် nee kein Bock das ist no ငါစိတ်မပါဘူးမကြည့်ချင်ဘူး spinnst du ဒါလေးကတော့ spinnen နဲ့သူကသုံးထားတာပေါ့နော်အဲ့တော့ are you crazy ပေါ့ that is you နေလားဆိုတဲ့ဟာကိုမေးတဲ့အခါမှာ spinnst du ကိုသုံးတာများပါတယ် arbeiten am Sonntag spinnst du တနင်္ဂနွေနေ့မှာအလုပ်လုပ်မလို့လားယူနေလား that is are you crazy bleib mal locker ဒါကြတော့ bleib mal locker အဲ့တော့ relax စိတ်အေးထားပါဒီဟာလေးကိုပြောချင်တဲ့အခါမှာ relax don't worry that is bleib mal locker wir haben Zeit စိတ်အေးထားပါငါတို့မှာချိန်နေအများကြီးရှိပါသေးတယ်နောက်တစ်ခု von wegen this is no way ဘလို့မှမဖြစ်နိုင်ဘူးဆိုရင် von wegen လို့သုံးတာများပါတယ်အဲ့တော့ Thomas sagt hat aufgeräumt Thomas ကသူတန်ရှင်းလုပ်ထားတယ်လို့ပြောတယ်ဟာမဖြစ်နိုင်တာ that is von wegen နောက်ဆုံးတစ်လုံးကတော့ ich habe es satt satt ဆိုတာဘိုက်ပြေတာကိုပြောတာပေါ့နော်ဒါပေမဲ့ငါတီးမခံနိုင်တော့စိတ်ကုန်နေပြီ that is enough ဆိုရင် ich habe es sattအဲ့ဒါမျိုးသုံးတယ်ich habe es satt dich zu verbessern နင့်ကိုပြောင်းလဲဖို့ရအတွက်ကြိုးစားနေရတာ ich habe es satt စိတ်ကုန်လာပြီ